ဒီနေ့တော့လွယ်ရတယ်လွယ်ကွဲတယ်ဆက်လက်ဝင်အိုးလေးဖင်မမဲသေးဘူးဆိုတာဆက်လက်အိုးတွေဘာတွေလည်းမရှိတော့ပါဘူးထမင်းတွေဘာတွေလည်းချက်မသားတော့ပါဘူးနော်အလွယ်တကူဝဲစားရင်သားလိုက်ဟုတ်လားမိမနေလည်းမိမတော်မမျိုးယောက်ျားတွေလည်းကြောမတင်တော့အဲ့တော့အိမ်တော်မျိုးတာဒီကနေ့ကကာမဂုဏ်ခံစားဖို့ပဲခဏလေးပဲအပြင်းပြင်းပြုကြတယ်။အော်နှစ်ဖက်မိဘရဲ့မျက်နှာရှိတယ်။မွေးဖွားလာတဲ့သားသမီးတွေရဲ့မျက်နှာရှိတယ်လို့အဲ့ဒီထိစဉ်းစားရတယ်။ကိုယ့်ရဲ့အချစ်တွေကိုကိုယ့်ရဲ့မိသားစုပတ်ဝန်းကျင်သားသမီးတွေထိထည့်ပေးလိုက်။လေမယားနှစ်ယောက်တနာယူတဲ့အချင်းနဲ့တည်းအိမ်တော်ကြီးတည်ဆောက်လို့ရတယ်။ဒီနေ့ကျတော့လွယ်ယူလွယ်ကွဲမယူခြင်းမနဲ့အတူတူနေလို့ရတယ်ဆိုတော့မြမဒလိထုံတန်းစင်လာနေညီသေးလားရှက်စရာကောင်းတာမင်းတို့မိဘတွေအားနာလို့ကြောက်လို့သားသမီးတွေကိုမပြောရဲလို့တာမပြောတာမကြိုက်ဘူးမြန်မာရဲ့ပတ်ဝန်းကျင်ကလည်းလက်မခံဘူးအရက်ထဲမှာမင်းဒီလိုပြောနေပါပဲကွဲရတစ်မျိုးရှေ့တစ်မျိုးပြောကြမှာပဲဟုတ်လားအိမ်တော်မပြုတ်နဲ့လို့ပြောတာဟုတ်လားပြုတ်ကြတယ်ပြုတ်ပေါ်ကွာဟုတ်လားဒါလူမှုရေးလုပ်ငန်းတစ်ခုပဲအိမ်တော်ပြုတ်တယ်ဆိုတာတဘာဝပဲလေဘာမှစန့်ကျင်ပြီးနေကြမလို့အခုဂျပန်ကကျတော့အိမ်တော်မပြုတ်ကိုလူပြိုကြီးတွေဆိုတော့အခုဂျပန်မှာလုံသားရင်မရှိတော့ဘူးမမတော့တာဝန်မယူခြင်းလို့လွယ်လေးတိလားအိမ်တော်မပြုတ်ရဲဘူးဆိုတော့တာဝန်မယူခြင်းလို့ပဲတစ်ဖက်ကပြန်ကြည့်လူတိုင်းတော့ပြောတာမဟုတ်ပါဘူးတချို့တော့အိမ်တော်သားမွေးကိစ္စကိုတကယ်သိမပါလို့လေလူဖြစ်တကယ်အာယုံနဲ့လို့လည်းဖြစ်မယ်ဒါကတော့ရှိကြတယ်လေတချို့ကြတော့အိမ်တော်သားမွေးကိစ္စကိုတာဝန်မယူခြင်းလို့လင်းတာဝန်မရမယူခြင်းလို့မရတာဝန်လင်းရမယူခြင်းလို့သားသမီးတာဝန်မယူခြင်းလို့အဲ့လိုစဉ်းစားကြည့်ကာမဂုဏ်ကိစ္စပဲယောက်ျားနဲ့မိန်းမအတူတူနေတယ်သားသမီးကိစ္စတွေကိုမစဉ်းစားတော့ဘူးဆိုမင်းတို့ကလေးမွေးဘူးဒီတိုင်းပြည်ဘယ်လိုလက်ထက်အခါမှာစဉ်းစားရရတယ်အများကြီးနော်လူငွေရေးမှာမင်းတို့ထည့်သွင်းစဉ်းစားရပါတယ်အများကြီးအဲ့တော့တခုပဲတာဝန်သိစိတ်တာဝန်ယူစိတ်ဒါရှိရတာဝန်ကိုကိုယ်ဆိုင်ရာနယ်ပယ်ဒီမှာတာဝန်ကိုကျေဝဆောင်ထမ်းဆောင်တဲ့အရေးကြီးရှိအိမ်တော်ပြုလဲကောင်းတယ်မွေးသားသားသမီးတွေတိုင်းပြည်တို့အများကြီးကြိုများမိဘကောင်းကနေမွေးထားတဲ့သားသမီးတွေလက်ဦးစရာကောင်းတဲ့အခါကျတော့သားကောင်းတဲ့ရနာသမီးကောင်းရနာတွေမွေးလာတယ်ဘိုးကျော်အောင်သန်းတို့ရဲ့အဖေတွေမွေးကလို့ဘိုးကျော်ဆိုပေါ်လာလေဥဒ္ဒရဲ့အဖေတွေမွေးကလို့ဥဒ္ဒဆိုတာပေါ်လာလေဒီသားကောင်းတစ်ယောက်ကြောက်ကောင်းတစ်စိတ်ဆိုတိုင်းပြည်အတွက်အဖို့မဖြတ်နိုင်တဲ့ရတနာတွေမရှိဘူးလားရှိပါရဲ့ခင်ဗျာလိုရောမလိုဘူးလားလိုပါရဲ့ခင်ဗျာဒီကနေ့အဲ့ဒီတာဝန်တွေမြင်ချင်ကြတော့ရှင်းလေးကိုတာဝန်ကိုတောင်မယူနိုင်မဲ့တဲ့အိမ်တော်ပြုတယ်ကြီးသားထားတယ်အနေထိုင်ပတ်ဆက်မွေးပြီကလေးတွေကြောင့်ဘုန်းကြီးတွေလာထိန်တယ်ဟာဘုန်းကြီးကျောင်းတွေပို့ချလိုက်တယ်လေမိဘမဲ့ကယ်တွေပို့တယ်လေအဲ့ဒီဘုန်းကြီးတွေကကလေးဖေးတဲ့တူတာဝန်ကြီးတယ်ဘုံတော့မလုပ်ချင်လုပ်နေတဲ့ဘုန်းကြီးတွေလည်းတကယ်လည်းကျေးဇူးတင်တယ်တကယ်လည်းအံ့ဩကြကြစိတ်ထဲမကောင်းဘူးဒါ